မြန်မာနိုင်ငံမှာဆင့်ကဲပြောင်းလဲလာတဲ့အလံတွေကိုပြောတော့မှာဖြစ်ပါတယ်။အလံကိုဆင့်ကဲပြောင်းလဲလာခြင်းကိုပြောတဲ့အခါမှာကျွန်တော်ဒီသမိုင်းဆိုင်ရာအချက်လက်လေးတွေနည်းနည်းသိမှုပေါ့အားလုံးပဲမင်္ဂလာပါခင်ဗျာ The Library House မှာကြိုဆိုပါတယ်အခု contact ကကျွန်တော်အရင်ကတစ်ခါမှဒီကျွန်တော် channel မှာမတင်ဘူးပေါ့ဒါပထမဆုံးလုပ်တဲ့ contact ဖြစ်ပါတယ်ဒီ contest မှာကျွန်တော်ဘာတွေပြောသွားမလဲဆိုတော့မြန်မာနိုင်ငံမှာဆင့်ကဲပြောင်းလဲလာတဲ့အလံတွေကိုပြောသွားမှာဖြစ်ပါတယ်ကျွန်တော်ရွေးချယ်ထားတာအလံအားလုံးပေါင်းတမှာ9ခုရှိတယ်ဒီထက်တည်းပိုနိုင်တာပေါ့ပထမဆုံးမသွားခင်ကျွန်တော်မြန်မာနိုင်ငံရဲ့ဒီသမိုင်းကိုပေါ့ကျွန်တော်အပိုင်း၄ပိုင်းခွဲပြီးတော့ခွဲမြင်အောင်ဘာကြောင့်အဲ့လိုပြောလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံသမိုင်းပေါ့ဟုတ် pre history ဆိုရင်ကျွန်တော်တို့ကအဲ့ဒီခါမှာဆိုကျွန်တော်ဒီနိုင်ငံမှာဆိုလို့ရှိရင်ဘာမှမြန်မာရဲ့လို့အမည်မသွင်းခင်ပေါ့မတညာဝတီတို့ Pew City State တို့ Mon Kingdom လို့ပြောရင်တထုံ Kingdom ပေါ့နော်ပြီးလို့ရှိရင် Arakanese Kingdom ပေါ့ဒါကတော့ pre ပေါ့နော်ကျွန်တော်အများစုကျွန်တော်တို့ဒီလေ့လာခဲ့ရတဲ့တိတာအများစုကဥမာဒီ Burmese Empire ပေါ့နော်ဒီမြန်မာရဲ့ဒီempire ဆိုရင်ဒါ၃ခုရှိတော့ပထမမြန်မာနိုင်ငံတော့ဒုတိယမြန်မာနိုင်ငံတတိယမြန်မာနိုင်ငံဒီကြားထဲမှာပဲတခြားဘက်မှာလည်းတခြားဒီလူမျိုးစုတွေရဲ့သူတို့ရဲ့ဒီ kingdom တွေရှိတယ်Sun State ဆိုတဲ့ Sun State ရှိပြီးသားပဲkingdom of Mrau တို့ပြီးလို့ရှိရင်ဟန်တာဝတီတို့เนาะကျွန်တော်အလံကိုကျွန်တော်အလံစင်ကဲပြောင်းလဲလာတယ်အဓိကပြောသွားမှာဖြစ်တာတိုးတော့လည်းပဲကျွန်တော်တို့ဒီအလံကိုစင်ကဲပြောင်းလဲလာခြင်းကိုပြောတဲ့အခါမှာကျွန်တော်ဒီသမိုင်းဆိုင်ရာအချက်လက်လေးတွေနည်းနည်းသိမှုပေါ့နည်းနည်းလေးဖြည့်ပြောစီပို့ပြီးတော့ပြေဆုံးမှာထင်လို့ဖြည့်ပြောခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်နဲ့စာတွေအများကြီးဖတ်ထားတယ်သူသနာတွေအများကြီးလုပ်ပြီးမှဒီ contact ကိုကျွန်တော်sharing လုပ်ခြင်းဖြစ်ပါတယ်လို့ပထမဆုံးပေါ့လေကျွန်တော်ဒီအလံတစ်ခုဖြစ်တဲ့ဒီဟန်တာဝတီ Kingdom ပေါ့လေဟန်တာဝတီ Kingdom လို့ပြောတဲ့ခါမှာအစီမှာကျွန်တော်တို့ဒီ the first Burmese empire ပေါ့နော်ပကံပေါ့နော်ပကံဥစားပထမဆုံးမြန်မာနိုင်ငံဆိုပကံပေါ့နော်အနော်ရထားမင်းရစားတယ်သူရဲ့ဒီ Kingdom ကဆိုရင်ကျွန်တော်တို့849ရဲ့1294 CE မှာဆုံးသက်သွားတယ်ဂျားထဲမှာဒုတိယမြန်မာနိုင်ငံတော့မတီထောင်ခင်ပေါ့တောင်dynasty တို့ခေါ်မှာပေါ့အဲ့ကြားမှာနှစ်ပေါင်းက234လောက်ခြားသွားတယ်အဲ့ချိန်မှာဟန်တာဝတီ Kingdom ကဒီဘက်မှာအားကောင်းတာပြောချင်တယ်ပထမဒီ the first Burmese empire ကနောက်ဆုံးပေါ့လေသူတို့အုပ်ချုပ်ခဲ့တဲ့နောက်ဆုံးမိစမှာအင်အားနဲ့မျိုး break out ဖြစ်သွားတဲ့ပုံစံမျိုးပေါ့အဲ့ဒီအချိန်မှာအလံမရှိဘူးလားမေးတဲ့အခါမှာကျွန်တော်ကိုယ်တိုင် live ပြီးတော့တည်တည်ချာလေးစာကြည့်ပါတယ်ဒီထဲမှာ flash ဆိုတာတဲ့ backet လို့ခေါ်မှလို့ဒီအမှတ်တစိတ်သင်္ကေတပုံစံမျိုးပဲသူတို့လုပ်ခဲ့တဲ့ဥမာမြန်မာမှုပုံစံတွေထွန်းထူးတဲ့ပုံစံမျိုးပဲအလံရယ်လို့ကျွန်တော်ကိုယ်တိုင်နဲ့စာမတွေ့ဘူးပေါ့ဟန်တာဝတီ Kingdom ကတော့ဒီအလံကတော့ကျွန်တော်အစိမ်းပေါ့နော်အလယ်မှာဟင်းသားနဲ့ဟင်းသားအဝါရောင်နဲ့ဟန်တာဝတီ Kingdom ပေါ့ဖြစ်ပါတယ်ဒါဒီအလံတော့ကျွန်တော်စပြီးတော့ကျွန်တော်ပြောမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကဒီ1952နဲ့1885ပေါ့ဒါကတော့ဥစားကုန်းမောင်ခေတ်ပေါ့ကုန်းမောင် dynasty မှာကုန်းမောင် dynasty ကလည်းအရန်ဘယ်လိုပြောမလဲစိတ်ဝင်စားစရာကောင်းတယ်ကုန်းမောင် dynasty ကိုပြောခံမယ်အချိန်မှာဆိုကျွန်တော်တို့ဆွေဘူအင်းဝအမရပူရဒါမန္တလေးပါတယ်ပေါ့ဒီ region တွေပေါ့နော်မြန်မာနိုင်ငံအလယ်ပိုင်းဒါကုန်းမောင်dynasty ဖြစ်ခဲ့တယ်ဒီအလံကလေးကြတော့ကျွန်တော်တို့အနောက်ခံဖြူအလယ်မှာကျွန်တော်ခွတ်တောင်နဲ့ခွတ်တောင်ကအဲ့ဒီသူ့ရဲ့ခြေထောက်ကအောက်မှာတစ်ချောင်းထင်ပါတယ်ဘယ်လိုလဲမသိဘူးအဲ့ဒါလေးလုပ်တဲ့ပုံစံမျိုးဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ကကုန်းမောင် dynasty ကတော့ဒါBurmese empire ရဲ့ဒီနောက်ဆုံးဖြစ်သွားဒီမှာ the first Burmese empire ကပကံ the second Burmese empire ကတောင်ဦးနောက်ဆုံးပေါ့လေ third Burmese empire ကဒါကုန်းမောင်ဖြစ်ပါတယ်နောက်ဆုံး1824ကနေပြီးတော့1939ပေါ့အဲ့ဒီက British Raj ဆိုတာစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်လည်းတည်ချာ live စာဖတ်ကြည့်တော့ British Raj ဆိုတဲ့အဓိပ္ပာယ်ကဒီ crown rule in India ပေါ့နော်ဒီသူတို့ရဲ့ British တွေကအိန္ဒိယမှာအရင်ဆုံးလာပြီးတော့အုပ်ချုပ်တယ်
ကိုလိုနီပြုတ်တယ်နောက်ဆုံးကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံထဲဝင်တယ်မြန်မာနိုင်ငံထဲဝင်တဲ့ခါမှာလည်းဒီလိုမျိုးဟိုတိုက်ယူတော့ဝင်တာပေါ့ဒါပေမဲ့တိုက်ယူတော့ဝင်တဲ့ခါမှာလည်းကျွန်တော်အားလုံးသိခဲ့ပြီးသား Anglo-Burma War ဆိုစီနော် Anglo-Burma War 3ချိန်ပေါ့နော်ကျွန်တော်တို့ဒီ1824ကနေပြီးတော့တိုက်တယ်ဒုတိယကလေးကျတော့1852မှာထပ်တိုက်တယ်တော့အောက်မြန်မာပြည်ပြီးလို့စီရင်ဟိုဒီအလဲပြီးလို့စီရင်ဟိုတနိုင်ငံလုံးကျတော့1885မှာပေါ့နော်အကောလုံးဒါသူတို့ဒီ Anglo War 3ချိန်ဆင်နွှဲပြီးတော့တိုက်ခဲ့တာပေါ့ကျွန်တော်ဒီနားမှာဟိုစိတ်ဝင်စားစရာတစ်ခုကဟိုကျွန်တော် British စတွေပေါ့စပြီးတော့ဟို rule တဲ့ချိန်မှာဆိုလို့ကျွန်တော်တို့ကဟိုကိုယ့်ရဲ့ဟိုမှာ1824မှာပေါ့လေသူတို့စပြီးတော့ဝင်တဲ့ခါမှာကျွန်တော်တို့ကဒီဟိုကုန်းပေါင် dynasty ပေါ့ကုန်းပေါင် dynasty ကဆိုရင်1952ကနေတော့1885တိဆိုတော့ဒီရဲ့ meaning ကလည်းဟိုဒီလူတွေကိုတိုက်ခဲ့ရနောက်တစ်ခုကကျွန်တော်တို့ဒီBritish Burma အလံပေါ့ British Burma အလံဆိုလို့ရှိရင်ကျွန်တော်တို့ကBritish အလံပါအထဲမှာဆိုကျွန်တော်တို့ဒီဒီ cut down ပေါ့နော် cut down အရုပ်လေးတစ်ခုပါခဲ့ပြီဒီနားမှာကျွန်တော်ခုနှစ်ကောက်တော့1939ကနေ48ပေါ့နော်ကျွန်တော်တို့ဒီအလံကိုဟိုသုံးခဲ့တာပေါ့48ထိပေါ့နော်ဟိုဒါ48ဆိုတာလူလက်ရရတဲ့အခက်ပေါ့ဒီနားမှာကျွန်တော်တခုဟိုစားပေါ့နော်ဟိုဖြည့်ပြောချင်တာကကျွန်တော်တို့အိန္ဒိယရဲ့ကျွန်တော်တို့နိုင်ငံကိုစားကိုလိုနီပြုတော့အိန္ဒိယကဘယ်လိုပြောမလဲသူတို့ကပြည်နယ်ခွဲတစ်ခုအနေနဲ့ပဲကျွန်တော်နိုင်ငံကိုသတ်မှတ်ပြီးတော့ဟိုအုပ်ချုပ်ခဲ့တာအဲ့ချိန်မှာကျွန်တော်တို့နိုင်ငံမှာဟို constitution ပေါ့နော်ဟိုသူတို့ဟိုဘယ်လိုလဲအရင်ကဆိုရင်ဘယင်နဲ့အမေးပြန်စာတန်းလောက်ပဲဒါပေမဲ့အင်္ဂလိပ်တွေလာခဲ့တော့ကျွန်တော်တို့နိုင်ငံကို1935ဘာမာအပ်လို့ခေါ်တယ်ဒီကသူတို့ရဲ့ဟိုပြည်နယ်ခွဲတစ်ခုအနေနဲ့ဒီဘာမာအောက်မှာပဲသူတို့အုပ်ချုပ်တဲ့ပုံစံမျိုးတွေပါတယ်လောက်ခဲ့တာမျိုးတွေရှိပါတယ်နောက်တစ်ခုကကျွန်တော် British Burma ဖြစ်သွားပြီနော်42ပေါ့နော်42ကလည်းဟိုအပြောင်းလဲလေးတွေအရန်ရှိတယ်ပေါ့ကျွန်တော်နိုင်ငံမှာဆိုသေးတာမြို့ချစ်ပုဂ္ဂိုလ်တွေပေါ်ခဲ့တယ်အင်္ဂလိပ်တွေကပြောမှဆိုလို့ရှိရင်ဟိုစားနှစ်ပေါင်း100ကျော်ပေါ့ကျွန်တော်ဟိုစားကိုလိုနီပြုခဲ့တယ်ဒီချိန်မှာမြို့ချစ်ပုဂ္ဂိုလ်ထွက်ပြီးတော့အင်္ဂလိပ်တွေကငါတို့အရင်တော့ကြားတယ်ဒီချိန်မှာဟိုဂျပန်နဲ့ဟိုစားပေါ့နော်ဂျပန်ကိုအချိန်မှာဟိုဘူချောအောင်ဆန်တို့ကလည်းတွားပြီးတော့အကူအညီတောင်းမဲ့ကိစ္စမျိုးတွေစဉ်းစားချက်တွေကောင်းဆောင်တွေဖြစ်ခဲ့ဘူးလေပေါ့နော်ဒီ42ဘာကြောင့်လဲဂျပန်ကစပြီးတော့ကျွန်တော်နိုင်ငံဟိုကိုလိုနီစဖွင့်တာက42ကနေပြီးတော့45ပေါ့42 43 44 45ဆို4နှစ်လောက်ပဲကြာတယ်ဘာဂျပန်ကကျွန်တော်တို့ဒီ BIA ပေါ့နော်ဒီဘူချောအောင်ဆန်မျိုး BIA ရဲ့အကူအညီတွေအများစွာနဲ့ကျွန်တော်နိုင်ငံထဲဒါဝင်ရောက်ခဲ့တယ်တကယ်တမ်းဥစားပေါ့နော်ဟိုဒီ40နဲ့ဟို3 44လောက်မှာကိုနိုင်ငံကိုဒါလွတ်လပ်ရေးပေးမဲ့ဆိုပြီးတော့ဒီဒါပါလေဒီဟိုအတူအယောင်တွေပြောခဲ့တော့အဲ့ချိန်မှာမကျေနပ်မှုတွေဖြစ်ပြီးတော့ဟိုဒီမှာဟိုခေါင်းဆောင်တွေရတဲ့ရှင်ဟိုဘက်မှာဤတော့ဆိုလို့ရှိရင်ဒီကဘာအခင်းချင်းပေါ့ပြောမှဆိုရင်ဒါဒုတိယကဘာစစ်အစောပိုင်းကာလတွေပေါ့နော်ဟိုကဘာစစ်ရေးရတဲ့ကိုရီနိုင်ငံမှာမဟုတ်တခြားနိုင်ငံမှာလို့ဖြစ်နေတော့အမှဗိုလ်ချုပ်အောင်ဆန်းတခြားဘက်ကိုပေါ့နော်မျိုး British ဘက်ကိုပြန်ပြီးတော့ alliance လုပ်တယ် USD နဲ့အမျိုးပြန်တိုက်ထုတ်တော့ပေါ့ကျွန်တော်ဒီချိန်မှာအဲ့ကြောင့်ဂျပန်အလံကဒီထဲမှာဟိုကျွန်တော်တို့ဟိုဗာလဲနေမဝင်ပေါ့နီပွန်အင်ပါယာအဲ့ကြောင့်မြန်မာအမြင်မှာဂျပန်အလံနဲ့အများကြီးလုပ်ခဲ့တယ်ခုနပြောသလိုပေါ့ကျွန်တော်ဒီက43 45ပေါ့နော်အဲ့ဂျပန်တွေစီးခဲ့တဲ့စာမှာကျွန်တော် State of Burma ပေါ့လေအဲ့ချိန်မှာကျွန်တော်တို့ဒီ motto တွေပေါ့နော်ကိုနိုင်ငံမှာအဲ့တုန်းကကျွန်တော်တို့မှာကဒီ national anthem စီသေးဘူးဒါပေမဲ့ဒီချင်းတဲ့ပုတ်က national anthem အခုလက်ရှိဆိုတဲ့စာတော့မဟုတ်ဘူးပေါ့အဲ့ချိန်မှာ motto တသွေးတန်တမိုက်ပေါ့နော်အဲ့ဒီချင်းလေးပါလေပြောချင်တာဒီလိုမျိုးပေါ့နော်မျိုးချစ်စိတ်ကိုဆွာခဲ့တဲ့ချင်းပုံစံမျိုးတွေဒီဂျပန်အောက်မှာဆိုအများကြီးဖိနှိပ်ခံဖြစ်ခဲ့တယ်ဂျပန်ကိုပြန်တိုက်ပြန်ပထမတော့ဂျပန်နဲ့ပေါင်းတဲ့အင်္ဂလိပ်ကိုပြန်တိုက်ဒီချိန်မှာကျွန်တော်ဖြည့်ပြောချင်တာပေါ့ဂျပန်ကဘာကြောင့်သူတို့ကဟိုစားအဲ့ချိန်မှာသူတို့ကလည်းဒီတရုတ်ဟိုပြည်ကိုသွားရတော့ဂျပန်တွေကတရုတ်ဂျပန်စစ်ပွဲဆိုတာရှိတယ်ကျွန်တော်တို့အဲ့ချိန်မှာဘာမာ road ဆိုတာရှိတယ်အရန်ကိုဘယ်လိုလဲဟိုတမိုင်းကိုလေးတာလေလူတော်တော်များတာသိဘာမာ road ဆိုတဲ့အဓိပ္ပာယ်ကဟိုကျွန်တော်ခုနောက်ပိုင်းဒီလာဆိုဟိုဘက်မှာဆိုကူမင်ထိပေါ့နော်အဲ့မှာဒီတရုတ်ဒီဟိုအမျိုးသားတက်တွေကဒီပုံမှာဆိုကျွန်တော်ဒီလက်နက်ခရမ်းပုံစံမျိုးတွေပြီးလို့ရှိရင်စာနဲ့ရိတ်ခါတယ်ပေါ့ဒီလမ်းကဟိုတမိုင်းထဲမှာပေါ့အဲ့လမ်းကိုသူတို့ပိတ်ချင်တာပေါ့ဘာကြောင့်လဲဆိုတော့ဂျပန်ကတည်းကဘက်မှာတရုတ်တွေနဲ့တိုက်ဒီဘက်မှာလည်းဂျပန်တွေကကျွန်တော်တို့နိုင်ငံမှာလာပြီးတော့ဒီမှာတိုက်သူတို့လူဝင်အားကဟိုဘက်ကလည်းဖိရတယ်အများအမျိုးပိတ်ချင်တယ်သူတို့လှုပ်ချင်တယ်ဆိုတော့အမျိုးအဓိကတော့ဒီဘာမာဘရုတ်ကိုသူတို့ပိတ်ချင်တာပုံစံမျိုးနောက်ဆုံးတော့သူတို့ကပဲဒါစစ်ဆုံသွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့
နောက်တစ်ခုကကျွန်တော်တို့ဒါစပြီးတော့မြန်မာမြေပေါ်မှာပေါ့နော်ဟိုမြန်မာဒီအငွေသက်အလံတစ်ခုပေါ့နော်48လွတ်လပ်ရပြီးနောက်ပိုင်းမှာဆို Union of Burma ဖြစ်သွားတယ်နော် Union of Burma ဖြစ်ကျွန်တော်ဒီတကဒီနားမှာပဲကျွန်တော်ကိုယ်တိုင်လိုက်စာကြည့်တယ်ပေါ့နော်ဒီဘာမာနဲ့မြန်မာပေါ့ဒီနာမည်လူတယောက်မွေးဖွားလာပြီဆိုလို့ရှိရင်တော့နာမည်ပေးတဲ့လူလည်းရှိမှာပဲဒီနာမည်ဘယ်သူပေးတယ်ပေါ့ကျွန်တော်မြန်မာစာမှာကလေးကြတော့မြန်မာပါပြီးသားဒါမဲ့အဲ့ဒီအမှန်တကယ် British ကပဲဒီနာမည်ကိုပြီးခဲ့တာပေါ့နော်ဒီသူစကားပြောတဲ့ဗမာဆိုတဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒီနာမည်ကစပြီးတော့တွင်ခဲ့တယ်နောက်တစ်ခုကမြန်မာဆိုတာကကျွန်တော်ဟို1888ပေါ့နော်1888နောက်ပိုင်းမှာဒါကျွန်တော်အချိန်မှာအုပ်ချုပ်တဲ့သူကနေပြီးတော့မြန်မာဆိုပြီးတော့အဲ့နာမှာဟို The Union မြန်မာဆိုတော့ပြောင်းလိုက်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါအရွယ်တူကျေးပြူ14လုံးပေါ့နော်ကြောင်းတက်တော်မိခဲ့တဲ့သူတွေဖြစ်ပါတယ်ကျွန်တော်တို့ဒါအခုလက်ရှိဒီအလံကတော့ကျွန်တော်တို့အခုလက်ရှိ3နေတာပဲ3ရောင်းချင်အလံမှာကျယ်ဝင်းတစ်ဖြူပေါ့လေအခုဒီဗီဒီယိုကဆိုကျွန်တော်ဟိုတိတလောက်လေးပေါ့နော်စာပွေတွေ့စီတလောက်ဒီအလံလေးတွေကျွန်တော်စင်ကယ်ပြောင်းလဲလာဟိုတမိုင်းကားတဲ့အရင်ဟိုစာပွေလေးတွေ့စီစိတ်ဝင်စားမှုအရင်ကောင်းတယ်ဒီဗီဒီယိုမှာတခုတစုံတရာပေါ့နော်တစုံတရာရမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျွန်တော် channel ကိုအားပေးခြင်းအပြင် like and follow တွေလုပ်ခဲ့ပဲဒီအဲ့ဒါမှလည်းကျွန်တော်နောက်ထပ်ဗီဒီယိုမှာလုပ်တဲ့အခါမှာကျွန်တော်တို့ဒါခွန်အားတစ်ခုဖြစ်စေပါတယ်အားလုံးကျေးဇူးတင်ပါတယ်